လူတော်များဖုန်းတွေဈေးကြီးလာတာဒီစီးရင်ရအကြောင်းလို့ပဲထင်ကြရပေါ့နော်တကယ်တော့ AI ကြောင့်လည်းပါတယ်ဗျဘာလို့လဲဆိုတော့ဒီ AI နေရလောက်လိုက်တဲ့ပြဿနာကြောင့်မလို့ဒီဖုန်းတွေကပို့ပြီးတော့ဈေးကြီးသွားတယ်ဒါကကျွန်တော်တို့ AI feature တွေ subscription ပေးပြီးဝယ်လို့ပတ်စံကုန်တာမျိုးပတ်စံအပိုထပ်ပေးရတာမျိုးပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ဒီ2022ကိုပြန်ပြီးတွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဖုန်းအတွက်ပေါ့နော်ဒီ 12GB RAM တစ်ခုရဲ့တန်ဖိုးက$30လောက်ပဲရှိရဒါပေမဲ့အဲ့လိုအမျိုးအစားတူဒီ 12GB RAM ကိုကျွန်တော်တို့ဒီနေ့2026မှာဝယ်မယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ဈေးက$120ကနေ150လောက်ထိကိုတက်သွားပါတယ်ပြောရရင်3ဆကနေ4ဆလောက်ထိကိုတက်သွားတာပေါ့နော်ဒီလိုမျိုး RAM တွေကဈေးတက်သွားတဲ့ခါကျတော့ကျွန်တော်တို့ဖုန်းတွေပါဈေးလိုက်တက်တာကိုမျက်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အရင်တော့က mirroring phone တစ်လုံးကို9သိန်း10သိန်းပေးဝယ်ရနေပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော်15သိန်းလောက်ပေးဝယ်ရတာမျိုးတို့ပါမျိုးတို့အဲ့လောက်အခြေအနေဒီဖြစ်လာတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဆိုတော့ဒီ CA ဟာနဲ့တခြားအခွန်တွေပါနေပေါင်းလိုက်မှဆိုလို့ရှိရင်ဒီ end user တယောက်ဝယ်ရမယ့်ဈေးကအရင်တော့ကကျွန်တော် flagship level လောက်ရတဲ့ဈေးကအခု mirroring level လောက်တောင်မှမတေချာတော့တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော် AI ပေါ်လာလို့ပေါ့နော်ကျွန်တော်တို့တွေပို့ပြီးတော့မေးရမြန်းတာအသိဉာဏ်ပွင့်လာတာမှန်နေဆိုပေမဲ့ဒီကောင်ကြောင့်ပဲပေါ့နော်ကျွန်တော်တို့ဖုန်းတွေရဲ့ဈေးကပို့ပြီးတော့ကြီးလာတယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ကျွန်တော် ChatGPT ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ generative AI ကအရန်ကို popular ဖြစ်လာပြီးတော့နောက်ပိုင်းနည်းပညာကုမ္ပဏီတွေအားလုံးကပေါ့နော် generative AI ဘက်ကိုပို့ပြီးအာရုံစိုက်လာတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော် memory chip တွေပို့ပြီးတော့လိုလာတယ်ပေါ့နော်အရန်ကိုအဝယ်လိုက်လာတယ်ပေါ့ဒီ factory အနေနဲ့ကလည်းအရန်ဝယ်လာတဲ့ခါကျတော့တို့စီမှာဒီ stock တွေကပို့ပြီးနဲလာတယ်လုံးဝအလင်းမီအောင်ထုတ်ပေးနေရတာပေါ့ဗျာအဲ့အတွက်ကြောင့်မလို့လေဒီဖုန်းတွေရဲ့ storage တွေ RAM တွေကပို့ပြီးဈေးကြီးသွားတဲ့အတွက်ကြောင့်မလို့ဖုန်းတွေရဲ့ဈေးပါအလိုလိုလိုက်တက်လာတယ်လို့ပြောလို့ရတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်နောက်2နှစ်လောက်အတွင်းမှာကျွန်တော်တို့မြင်နေရတဲ့ဒီ mirroring phone တွေကကျွန်တော်တို့ flagship level လောက်ဈေးဖြစ်သွားပြီးတော့ဒီ entry level phone တွေကmirroring level phone တွေဈေးပေါ့နော်ဒါ globally မှာအဲ့လိုကြီးကိုဖြစ်သွားလောက်မဲ့အနေအထားမျိုးရှိတယ်။ဘာလို့လဲဆိုတော့ nothing ရတော့မှသူ့ရဲ့ဒီ CMF ဆိုတဲ့ budget phone brand ကိုဆက်ပြီးတော့မထုတ်ဖြစ်တော့ဘူးဘာလို့လဲဆိုတော့ဒီဈေးတွေကြီးလာလို့ RAM တွေဈေးကြီးလို့အဲ့လောက်ဈေးနဲ့သူတို့ဖုန်းမရောင်းတော့ပါဘူးဆိုပြီးတော့ပြောတဲ့အထိပဲအနာဂတ်မှာတော့ကျွန်တော်တို့ဖုန်းလောကကြီးကဘယ်လိုဖြစ်အောင်ပါလဲလူတွေကိုတိုးတက်အောင်လုပ်ပေးပါတယ်ဆိုရဲဒီ AI ကြောင့်မို့လို့လောလောဆယ်မှာတော့ဖုန်းတွေကတော့ဈေးကြီးကုန်ပြီနောက်ပိုင်းရောဘာတွေဖြစ်လာအောင်မလဲဆိုတာတော့ကျွန်တော်တို့ချက်စောင့်ကြည့်ရမယ်ပေါ့နော်အဆုံးကြည့်ရအောင်ကြည့်ကြပါမယ် See you next video